ကဲလျှော်သေးတသိန်းကျက်နဲ့နော်လာပါပြီတစ်လုံးတသိန်းနဲ့လျှော်သေးတစ်လုံးတသိန်းနဲ့ရမှာခင်ဗျာနော်ဒီကောင်လေးတွေက2ဝက်6ဝက် 35A ပါဒီဘက်ကဆက်ကတော့ဒီဘက်ကတော့2ဝက်6ဝက် 45A ပါနော်ဈေးနှုန်းလေးတွေကဒါမူရင်းဈေး8သိန်းခွဲကျပ်ပါခင်ဗျာ 35A က9သိန်းခွဲနဲ့ရပါမယ်နော်ဒီဘက်က2ဝက် 45A ကမူရင်းဈေး9သိန်းကို8သိန်းနဲ့ရပါမယ်နော်6လပိုင်း1ရက်နေ့ဒီပါခင်ဗျာအိမ်မှာAir Cola ပန်ကာလိုက်တွင်အတွက်မီဒီမီကြောင်ဖုန်းအားသွင်း Wi-Fi ဆက်ဒါမျိုးတွေအတွက်အားလုံးအဆင်ပြေပါတယ်เนาะဒီကောင်လေးတွေမီးပြတ်တဲ့အချိန်တွေမှာသုံးလို့ကောင်းပါတယ် ABC နဲ့အားသွင်းလို့ရပါမယ် Solar 1 year အထိအားသွင်းလို့အဆင်ပြေပါတယ်ခင်ဗျာเนาะ1 year warranty ပါဝင်ပါတယ်ဈေးနှုန်းတွေအရင်တောင်လုပ်ပေးထားတယ်ခင်ဗျာအရင်မြတ်လို့တော့မဟုတ်ပါဘူးเนาะအမြတ်ထဲကလျှော့ပြီးတော့မြတ်မီယူပဲလုပ်ပေးထားတာပါခင်ဗျာเนาะဆန်းပြပေးပါမယ်ဒါပါဝါပါဒီဘက်က USB ကိုဖုန်းအားသွင်းပါမယ် USB output 2ပေါက်ပါဝင်ပါတယ် Type C 2ပေါက်ပါဝင်ပါခင်ဗျာနော်ဒီဘက်က AC ဆိုရင် AC ဒီသုံးပါမယ်ဒီဘက်မှာ LED flat မီးပါပါတယ် emergency မီးပါနော်ဒီကောင်လေးကဒီဘက်ကအလုံးကတော့ 35A ပါခင်ဗျာဈေးနှုန်း9သိန်းခွဲကျပ်နဲ့ရပါမယ်နော်ဒီဘက်ကတော့ 45A ပါခင်ဗျာစက်ပုံစံချင်းကတော့တူပါတယ်ထဲက battery ampere ကောက်ရတာပါခင်ဗျာquality တော့ကောင်းပါတယ်ဆက်သားသားလေးကောင်းပါတယ်ပေးရတဲ့စီးနဲ့ပြန်ရတဲ့ quality တန်ပါတယ်ခင်ဗျာเนาะဒီချိန်မှာဆိုပူတော်တန်ပါသေးတယ်เนาะဒါ USB ဖုန်းအားသွင်းမယ်เนาะဒီဘက်က AC နိုင်မယ်မပန်ကားလေးစမ်းပြပေးမှာခင်ဗျာဒီဘက်က LED emergency မီးလေးပါခင်ဗျာเนาะလာပါတယ် quality လေးလည်းကောင်းပါတယ်ခင်ဗျာမနေ့မင်းဆောင်3ရက်ကွက်လှိုင်းသားရ3ထိပ်မှတ်တိုင်ပါခင်ဗျာနော်မိကွက်သေးဘက်ကလာညာဘက်ချမ်းပါကျူးသရာဘက်ကလာမဲ့သူတွေတော့ကတော့ဘယ်ဘက်ချမ်းပါခင်ဗျာပိုကျော်အောင်ဆန်လမ်းမပေါ်မှာပဲရှိပါတယ်နော်ထိပ်ကလေးတွေမှာကြွားခဲကြပါအားလုံးဖိတ်ခေါ်ပါတယ်ခင်ဗျာဒီစကောက်တွေတန်နေတော့နော်ကျေးဇူးထူးတင်ပါတယ်